cherry ဒီနေ့မှာတော့ညီမအင်ကြီးကဘယ်မှာလောက်ကလာလဲပြောပြမှာဖြစ်ပါတယ်နော်ခေပြပြီပါဒီချဲဝင်လိုက်ပါနော်ဒီသွားလိုက်ပါဒီမှာဒီရလေးဝင်နေနော်အဲ့မှာကိုရှိပါဒီမှာပြထားတိုင်းဒီလေးလမ်းတယ် cherry လည်းမသိအောင်ဒီမဟုတ်ဖုန်းကိုပါတယ်ညည所以别拿我家要的，这，锅里面那个压力啊，压力了呢，得马上一点，马上一点，压力有啥一点啊 ？OK， 啊，我们这打比赛才变的，你压力回来吧。အဲ့မှာဒီရလေးကိုနော်အောက်တင်အောက်ရွှေမယ်အောက်ရွှေရုပ်ရှင်တရားလေးကိုနှိပ်လိုက်ပါဖြစ်ဒီတရားလေးဝိုင်းတော့ဆိုရအောင်ခါပြပါတယ်တရားနှိပ်ဝင်တော့ဒီမှာချိန်ပြတာအမအင်းကြီးဟုတ်တယ်မရဘူးလို့ဆက်ပါဒီလိုမျိုးဖြစ်သွားပြီဆိုရင်ဒီရန်လေးနေပြီဒီမှာရောက်လာပြီဒီရလေးကိုတော့ချိန်ပြတာပေါ်လို့မှာရွှေဝါရောင်အင်းကြီးလေးပြပြီရွှေဝါရောင်အင်းအော်ရွှေဒီမှာတော့ cherry လောက်ခဲရပါမယ်ဒီမှာနော်အဲ့လိုဖြစ်သွားလို့ဆိုဒီအဝိုင်းနဲ့ဟာဒီမှာနှစ်ခုသုံးရပါတယ်အဲ့ဒီမှာပြရတယ်လို့ပါလေဒါညီမ website လေးချစ်စရာလေးနော်ထိတ်တော့ပြပါမယ်ညီမကြီးလေးနော်မိုင်းရတော့နော် cherry ပေါ့အရင်လာcherry တခုပြောပြပြမယ် cherry အခု formation ကိုတော့ဒီမှာ cut force လေးဒီမှာပေါ့နော်မရွှေဝါရောင်လေးရေးရှိတယ် cut ပေါ့နော်ဘာလဲဆိုတော့ကြောင်းတာအထဲရောက်မှထိကြောက်ပြီးပါအကောင်လုံးတည်ပါမမဒါကောင်းဖြစ်တော့ရတယ်ဒီမှာဟိုင်းကြောင်လေးတွေနော်ကြာလေးဘယ်တော့ဆိုဒါကြောင်လေးတက်ဆိုဒီမှာကြောင်လေးရှိဆက်ပြီးကြောင်နဲ့အဲ့ဒါအော်ဒီမှာတွားဟာရဲ့အမျိုးစစ်စရာလက်ထားလေးပါcherry ရဲ့မျက်နှာကိုဖော်ချင်တာဖော်ချင် ဒီဖုန်းမမီလာတယ်ဒီဖော်ချင်တော့မှာအေးနေတေးမနေကြရဖုန်းဒီဘုရားကလေးရဝိုင်းသမီးမိဝိုင်းရတော့တော့မင်းချရောပါတော့အဲ့ကြည့်ပြီးတော့ဒီက cherry ပဲရောကြားလေးပြောင်းလဲရဒူနာမင်းကလေးအားကိုရအဲ့ဆိုဒီနေ့ကဒီလောက်ပါ cherry မနေ့ပြန်မှာဘာလို့ပြအောင်မပြောပြပါဒီရောနှစ်ပုတ်ဝယ်တင်ရမို့ cherry အများကြီးတင်လာပါလေ TikTok မှာ TikTok ကကြာအကောင့်မရှိတော့ဟုတ်လား